ဟိုတယ်ခီးသွွာလာရေးနဲ့ရင်းကျင်းမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်သည်တာချီလိတ်မြို့ဟိုတယ်နဲ့ခီးသွွာလုပ်ငန်းဆိုင်ရာအသင်းဖွဲ့များလုပ်ငန်းရှင်များနဲ့ဒီနေ့မနက်ပိုင်းမှာရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့ဟိုတယ်တာချီလိတ်မှာတွေ့ဆုံခဲ့ပါတယ်။ရှေးဦးစွာပြည်ထောင်စုဝန်ကြီးကအဖွင့်မှာစကားပြောကြားရမှာရှမ်းပြည်နယ်အရှေ့ပိုင်းခီးသွွာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ဝန်ကြီးဌာနအနေနဲ့ဗတ်ပေါင်းစုံမှပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်းအလားတူရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့ခီးသွွာလုပ်ငန်းအလားအလာကောင်းများကိုလေ့လာသုံးသပ်ကြည့်ရမှာတိုင်းသားလူမျိုးများရဲ့ထူးခြားလှပတဲ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုကဘာကကြဲကြဲပြန့်ပြန့်သိရှိနားလည်စေရန်ပွဲတော်အခြေပြုခီးသွွာလုပ်ငန်း Festival Tourism ကိုပုံမှန်မြင့်တင်ဖို့နဲ့ရိုးရာပွဲတော်များစနစ်တကျကျင်းပခြင်းမှတစ်ဆင့်ပြည်တွင်းပြည်ပခီးသွွာဧည့်သည်များပုံမှုတိုးတက်ဝင်ရောက်လာစေရေးဆောင်ရွက်ကြမှာဖြစ်ပါကြောင်းအလားတူရှမ်းပြည်နယ်အရှေ့ပိုင်းဟာရေမြေတောတောင်တဘာဝအလှပရှုမြောက်ခင်းများနဲ့ပြည့်စုံတဲ့ခီးသွွာဆွဲဆောင်ရာဒေသဖြစ်တာကြောင့်ခြေလင်တောင်တက်ခြင်းတောတွင်လမ်းလျှောက်ခြင်းစတဲ့စွန်စားခီးသွွာလုပ်ငန်းနဲ့တဘာဝအခြေပြုခီးသွွာလုပ်ငန်းတို့ကိုမြင့်တင်ဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။အဲဒီနောက်အသင်းဖွဲ့များမှတာဝန်ရှိသူများလုပ်ငန်းရှင်များကကျုံးနေရတဲ့ခက်ခဲများကိုတင်ပြရာပြည်ထောင်စုဝန်ကြီးကလိုအပ်တာများပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။အဲဒီနောက်ပြည်ထောင်စုဝန်ကြီးနဲ့တာဝန်ရှိသူများဟာဝမ်ပုံစိတ်ကမ်းသို့တောက်ရောက်ကြည့်ရှုစစ်ဆေးပြီးစိတ်ကမ်းဆိုင်ရာဝန်ဆောင်မှုများနဲ့အခြေခံစောင့်အုံများကိုပုံမကောင်းမှုအောင်ပြင်ဆင်ဖြည့်ဆည်းဆောင်ရွက်သွားကြရန်မှာကြားခဲ့ပါတယ်။ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးနဲ့တာဝန်ရှိသူများဟာရွှေတြိဂံဟိုတယ်သို့တောက်ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။